ကျွန်တော်ရီးစားဟောင်းမင်္ဂလာဆောင်ကနေဓာန်ပေါက်တွေပါဆယ်ထည့်ခဲ့တယ်ဒီမနေ့ပြန်နှွေးစားတာအရသာကိုရှိနေရပဲဗျာဒါပေမဲ့သူဘာကြီးထည့်လိုက်လဲမသိဘူးစိုင်းနဲ့သူ့ကိုတတိရလာတယ်ငိုရမလို့ဆက်စားမလို့တွေဖြစ်တယ်ဗျာအမင်းနဲ့ကြီးကရှယ်ဓာန်ပေါက်စားမယ်ဗျာဓာန်ပေါက်စားမယ်သူတွေလာခဲ့တော့မိသေးရဲ့တတာဘာလို့တော့ပဲငါမျိုးချက်ပြပြလေးချက်ထားခဏလေးဓာန်ပေါက်ချက်နီးလေးလိုက်ကြည့်လိုက်ဗျာလွယ်လေးဗျာလွယ်လေးကျေပဲကွာဒီအိမ်ချက်ဓာန်ပေါက်ကမစိုးဘူးကြာဒါပေမဲ့ပိုကောင်းနေတယ်ဆိုရင်စက်သွန်ပြူကြော်လေးထည့်လိုက်ဟုတ်ပါဘူးစက်သွန်နီကြော်ဒီချက်ပြီးတော့ပူပူလေးထည့်ပိုကောင်းတယ်မိုးရင်းနေရမယ်လူကမစိုးဘူးဟာမိုက်တယ်ပဲငါမျိုးချက်လေးကလည်းရှယ်ပဲကြက်လေးကပိုမိုက်မယ်ထင်တယ်အရေးလုံးလို့တော့ရတယ်ငါပြစ်လေးချက်လိုက်တယ်ဒီမှာဗျာအိမ်ချက်ရဲ့ပဲငါမျိုးဟာရအမနဲ့ရောအိမ်ချက်ရဲ့အဖြူနတ်စားဖို့မိတ်သွားရဲ့ဗျာအဖြူနတ်မွေးကြိုင်နေရပြီအဖြူသားကိုနှက်ထားအိုးရောင်အရွတ်နဲ့အသားနဲ့တွဲရကြီးဟာအိုးရှယ်ဒီမှာဗျာအရွတ်နဲ့အသားနဲ့အတုံးလိုက်ကြီးအဲ့ကျကပြပြလေးချက်တာတော့အများကြီးပဲဒါတဘူးဗျာအိမ်ကျရဲ့ဓာန်ပေါင်းနဲ့အိမ်ကျရဲ့ပဲငါမျိုးနဲ့အိမ်ကျအမဲနက်နဲ့အိုးဒါတော့ညီမလေးရဲ့ညီသားဟောင်းမပါသေးဘူးတက်ကြရတယ်နော်